အမောင်တဲ့ကအဖော်ရန်ကုန်မြို့၏မိုးနှောင်းရာသီညများကပုံမှန်ထပ်ပိုး၍စိုးထိုင်းစာများကချုပ်ချဖို့ကောင်းလာသည်အထူးသဖြင့်ကြောက်တရားမြို့နယ်အတွင်းရှိကိုလိုနီခေတ်လက်ကျန်မြင့်များလာတဲ့မျက်နှာချမ်းများတန်တိုင်တကားအမြဲရောင်များနှင့်တိုက်ခန်းဟောင်းကြီးများမှာနေ့ဘက်တွင်ပဲမှောင်ရိပ်ကြားနေတတ်သည်ကိုမျိုးတယောက်ရုံးမအပြန်လမ်းဘေးလက်ဖက်ရည်ဆိုင်တွင်ခဏဝင်ထိုင်ပြီးအိမ်အပြန်နှောက်ကျသွားခဲ့သည်ဒူနေထိုင်သည့်တိုက်ခန်းမှာအပေါ်ဆုံးထက်ဖြစ်ပြီးလေကားထက်များကတစ်သားများဖြင့်ပြုလုပ်ထားသဖြင့်တက်လိုက်တိုင်းကျွီးဟူသောအတန်များကတိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင်ကျဲလောင်စွာထွက်ပေါ်နေတတ်သည်ဒီညမိုးကလည်းတီးလာကြည်လားဟုသူ့ဘာသာရေရွတ်ရင်တိုက်ခန်းရှည်ရောက်တော့ကိုထုတ်လိုက်သည်တော်အိမ်ထဲတော့အလွယ်တွင်ထွက်ပေါ်လာသောတတူးချင်းထိတန်မှာပုံမှန်ထက်ပို၍စူးရှားနေသလိုခံစားရသည်တကားကိုတွန်းဖွင့်လိုက်ခြင်းတွင်အခန်းတွင်ကအေးဆက်ဆက်လေထုကသူ့မျက်နှာကိုလာရောက်ထိတွေ့သည်ထိုလေထုထဲတွင်ဖုန်နှံ့နှင့်အတူပုတ်တိုးသောအနံ့တစ်ခုခက်တဲ့ပါဝင်နေသလိုပင်ကိုမျိုးသည်မီးကလုတ်ကိုစမ်းရှာပြီးဖွင့်လိုက်သည်ဝါချင်းချင်းလျှက်စင်မီးရောင်အောက်တွင်အခန်းကပုံမှန်အတိုင်းပင်ရှိနေတော့လေတစုံတစ်ယောက်ကသူ့ကိုအမှောင်ထဲကနေစိုက်ကြည့်နေတဲ့ကဲ့သို့ခံစားချက်မျိုးကိုဖျောက်ပြ၍မရနိုင်ခဲ့ပေကိုမျိုးသည်အဝတ်အစားလဲပြီးကတင်ပေါ်တွင်လှဲလျောင်းလိုက်သည်အခန်းတွင်ရှိနန်ကတ်နာလီဤတောက်ဟူသောအတန်မှာနှလုံးခုန်တန်းနှင့်အပြိုင်ထွက်ပေါ်နေသည်မိုးကတပွဲဆက်လက်ရွာစွန်းနေပြီးပြတင်းပေါက်မှန်ချက်များကိုရိတ်ခတ်နေသောမိုးရေစက်များကတစုံတဦးကလက်သေးပင်ကောက်ချီနေသည်အောင်ထင်မှတ်ရသည်သူစိတ်ထဲတွင်တခုခုကိုစိုးရိမ်နေမိသည်ယနေ့ညသည်ထူးထူးခြားခြားပို၍အေးဆက်နေသည်အခန်းတောင်ရှိမှန်တင်ကုံပေါ်မှမှန်သားပြင်ထဲတွင်သူ့အရိပ်အပြင်အခြားတခုခုရှိနေသလားဟုသူမကြာခဏလှည့်ကြည့်မိသည်သို့သောဘာမှမရှိသူသည်စောင်းမောရင်ဘတ်အထိဆွဲချုံလိုက်သည်အိတ်ဆက်ရန်ကြိုးစားသည်သူအုံနောက်ထဲတွင်အသွေးပေါင်းစုံဖြတ်တန်းနေသည်ဒီတိုက်ခန်းမှာအရင်ကလူသေးဖူးသလားအောက်ထက်ကဒေါ်ကြီးပြောတဲ့အတန်တွေကတကယ်ပဲလားဟူသောအတွေးများကသူ့ကိုခြောက်လန့်နေသည်ထိုစဉ်အခန်းပြင်ကလေကားထက်များပေါ်တွင်ခြေတံတဲ့ကြားလိုက်ရသလိုလိုစောဟူသောအဝတ်စားခြင်းပွတ်တိတ်တဲ့နဲ့တစုံတဦးကသူ့အခန်းတကားပေါ်တွင်ရက်နေသလိုခံစားချက်မျိုးကသူ့ကိုကြောချမ်းစေခဲ့သည်ကိုမျိုးသည်ကြောက်စိတ်ကိုအောင့်အဲသည်မီးကလူကိုလှမ်းပိတ်လိုက်သည်တခန်းလုံးပိတ်အောင်မှောင်သွားသည်အပြင်ဘက်ကလျက်စီးလက်လိုက်သောခဏတတွင်အခန်းတွင်ရှိပရီဘော်ကာများ၏အရိပ်များကနံပေါ်မှာတဆေကြီးများကဲ့သို့ကခုန်သွားကြသည်သူမျက်လုံးများကိုတင်းပိတ်ထားတော့လဲနားထဲတွင်တော့အရာအလုံးကရှင်တန်းနေသည်ထိုစဉ်သူ့နားရတော်ကိုအေးဆက်လေငွေ့တကူတိုးဝင်လာသည်ထိုလေငွေ့မှာလူတယောက်၏ထွက်တက်ကဲ့သို့ပင်မီးပိတ်လိုက်ပြီလားအေးဆက်ချောက်သွေးပြီးတိမ်ဝင်နေသောအတန်တန်ထိုအတန်သည်အဝေးကလာခြင်းမဟုတ်သူ့ခေါင်းအုံပေးသူ့နားရ၏လက်မအနှဲငယ်အကွာအမောင်တဲကနေတိုးလဲထွက်ပေါ်လာခြင်းဖြစ်သည်ကိုမျိုး၏တကိုယ်လုံးတုံးတက်သွားသည်အသက်ရှူဖို့ပင်မေ့သွားသလိုခံစားရသည်သူမီးကလုတ်ကိုစမ်းရင်ကြိုးစားတော့လဲလက်များကထုံချင်းကလှုပ်ရှားရမရတော့ပေအမောင်တဲတွေပြူးကျွယ်နေသောမျက်လုံးအစုံကသူ့ကိုစိုက်ကြည့်နေသူကိုသူသိနေသည်ထိုရသည်လူမဟုတ်တမှတေးကြသည်လဲပြန်လဲကြည့်လိုက်ပါကဖြူ跳့ပြီးပါဇက်ပေါက်ကြီးဟာပြဲနေတဲ့စပင်ဖရူဖရာနာတရေမာတကောင်ရဲ့မျက်နာကိုမြည်ရမှာကိုသူအလွန်ခောက်ကြောနေမိသည်မီးပိတ်လိုက်ပြီလားလို့မေးနေတယ်လေအတန်ကပို၍နီးကပ်လာသည်အခုမှမူအတန်ကနားထဲကိုတိုက်ရိုက်တိုးဝင်လာခြင်းဖြစ်သည်ကိုမျိုးအစွမ်းကုန်အော်ဟိတ်လိုက်တော့လဲအတန်ကလဲချောင်းထဲတွင်တဲ့နေခဲ့သည်နောက်ထပ်မနက်တွင်ကိုမျိုးကိုအခန်းတွင်ကတတိလိတ်နေသောကိုအလုတ်ဖိုးတွေကလာရောက်တွေ့ရှိခဲ့ကြသည်သူနိုးလာတဲ့အချိန်မှာသူ့လယ်ဘဲမှာလက်ချောင်းရောင်ညောင်မဲအမှတ်တများကိုတွေ့ရလေသည်
သူထိုတိုက်ခန်းမှာချက်ချင်းပြောင်းရွှေ့တော့လဲထူညကကြားလိုက်ရတဲ့အတန်ကိုမေ့ဖြောက်ပစ်လို့မရနိုင်ခဲ့တော့ပြီယခုတည်းတွိုင်းသူသည်ညဘက်တွင်မိပိတ်သည့်အိတ်ဆက်ရန်ကြောက်ရွံ့နေဆဲပဲချက်သည်အမောင်တဲကိုရောက်သွားတိုင်းမိပိတ်လိုက်ပြီလားဟူသောမေးခွန်းကသူ့နားထဲတွင်ပြန်လေပဲ့တန်းနေတတ်သည်တခါတရံတွင်သူ့တယောက်တည်းရှိနေချိန်တွင်တောင်သူ့ပခုံးပေါ်သို့အေးဆက်ဆက်လက်ကြောင်းများလာရောက်ထိတွေ့သလိုခံစားရတတ်သည်အမောင်တို့သည်သူ့ကိုတသက်လုံးလိုက်လံခြောက်လန့်နေအောင်မှာကိုသူကောင်းကောင်းသိနေခဲ့ပြီချစ်လေတော့သည်